မြန်မာနိုင်ငံအတွက်စုကြီးတွေအပြင်ပညာသင်ဆုတွေပါရလာအောင်ကြိုးပမ်းပေးပြီးနောက်အလှမဲ့လောကကနေအနားယူတော့မဲ့သက်ဆန် Miss Universe မြန်မာ2024ပြိုင်ပွဲကြီးကနေပရိသတ်တွေရဲ့အချစ်ကိုစတင်ရရှိခဲ့ကောင် MGI All Star ပြိုင်ပွဲမှာ Top 18ကိုရခဲ့တဲ့ဆွီဒင်မြန်မာကပြအလှမဲ့ကျော်လေးသက်ဆန်ကအလှမဲ့လောကကနေအနားယူတော့မယ်လို့တရားဝင်ကြေညာသွားခဲ့တာပါသက်ဆန်ဟာဒီဇိုင်နာတယောက်ဖြစ်တဲ့အပြင်မော်ဒယ်တယောက်လည်းဖြစ်လို့အလှမဲ့လောကတွေကိုစတင်ဝင်ရောက်လာခဲ့တဲ့ကလူအများရဲ့စိတ်ဝင်စားမှုကိုအကြီးကျယ်ရရှိခဲ့တာပါ Miss Universe မြန်မာ2024ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်စဉ်ကလေးကထူးခြားတဲ့ smart ကြမှုယုံကြည်မှုအပြည့်ရှိတဲ့စကားပြောဆိုဟန်တွေရှိခဲ့တာပါသက်ဆန်က Miss Universe မြန်မာပြီးတဲ့နောက်မှာလည်းမြန်မာကျောင်းသူကျောင်းသားတွေကိုနိုင်ငံခြားမှာပညာသင်ဆုတွေရအောင်လမ်းညွှန်ပေးခဲ့သူဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ MGI All Star 2026ပြိုင်ပွဲကြီးမှာနိုင်ငံတကာကဝိုင်းရဲ့အလှမဲ့ကြီးတွေပဲတီးတန့်လာပြိုင်ကြတဲ့ပွဲကြီးဖြစ်လို့ပြိုင်ဆိုင်မှုကပြင်းထန်ပါတယ်သက်ဆန်ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့စွမ်းဆောင်ရည်အဖြစ်ပြသနိုင်ခဲ့က Top 18 Finalist ရင်းဝင်တဲ့အပြင် Portrait Challenge Winner Award ဆုကိုပါဆုခူးနိုင်ခဲ့တာပါ MGI All Star ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာမြန်မာနိုင်ငံအတွက်ပထမဆုံးသော placement ကိုယူဆောင်လာပေးနိုင်ခဲ့တာဖြစ်လို့ပရိသတ်တွေအတွက်ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်ဒီပြိုင်ပွဲရဲ့အမှတ်ပေးစနစ်မှာဒိုင်လူကြီးတွေရဲ့ပေးမှတ်က80%အထိပါဝင်ကပရိသတ်တွေရဲ့မဲပေးမှုက30%ပဲပါဝင်တာဖြစ်ပါတယ်သက်ဆိုင်ရရှိခဲ့တဲ့ Portrait Award ကမဲအရေးအတွက်ကြောင့်မဟုတ်ဘဲဒိုင်လူကြီးတွေရဲ့အကဲဖြတ်မှုကြောင့်ရရှိခဲ့တာဖြစ်လို့အရေးချင်းစစ်ကိုကဘာကအတိမတ်ပြုလိုက်တာပါ MGI All Star 2026ပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့သက်ဆန်ကအလှမဲ့လောကကနေလုံးဝအနားယူတော့မယ်လို့ပြောလိုက်ပါပြီအတောက်ပဆုံးအောင်မြင်မှုအမြင့်မားဆုံးအချိန်မှာပဲပရိသတ်တွေကိုနှုတ်ဆက်သွားပြီးဖြစ်လို့အားလုံးကလည်းနှမျောတသဖြစ်ရပေမယ့်တစ်ဖက်မှာလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားစွာနဲ့လက်ခံခဲ့ကြတာပါသက်ဆန်ကဒီပြိုင်ပွဲမတိုင်ခင်မှာဖခင်ကိုဆုံးရှုံးခဲ့ရပေမယ့်အကောင်းဆုံးစူးစမ်းနိုင်ခဲ့ပါတယ်သက်ဆန်ကိုအလှမဲ့လောကကနေအနားမယူပဲဆက်ပြိုင်စီခြင်းသေးလားဆိုတာခမမပြပြခဲ့ပါအောင်ရှင်ဂျေယပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ